တယောက်တည်းပျော်နေတာ IV ရလေးဒီလိုက်ရဲ့မတင်လားဦးနေနော်အဲ့လိုမျိုးကိုကြိုက်တဲ့မင်းသားကိုလာဖောလို့ပဲလို့ပြီးမြန်မာလည်းမဟုတ်ကွယ်ထိုင်းမင်းသားဆိုတော့လေဟုတ်တော့ဘာလို့လာ follow ရလဲမသိဘူးပေါ့နော် IV ရဲ့ contact တွေကိုစိတ်ဝင်စားလို့ပေါ့နော်တေချာပေါက်ပဲပေါ့ဆိုတော့ကျေးဇူးတင်ပါတယ်လေကိုရထမင်းတော့စားပါမယ်ရှင်မိုးရဲမုံလာဥမီရဲတခွားသီးရဲပဲပင်ပေါက်ရဲပြီးတော့မှကြိုက်လန်ပေါ့နော်ကြိုက်လန်ကတော့ဘယ်သူမှထဲမစားဘူးပေါ့နော်ပုံမှန်အဖြစ်ဒီဟင်းနုနယ်ရဲစားတာဟုတ်ဒါမဲ့ဟင်းနုနယ်ဒီမှာနည်းနည်းဝဲရခတ်တော့လေအဲ့ဒါ IV အိမ်မှာရှိတဲ့ဟာပဲဒါလေး IV microwave နဲ့ပေါင်းတာပါပြုတ်လဲရတယ်ပေါ့နော်စီးရတော့မကြောနဲ့နော်ကယ်လိုရီအရင်များတယ်နော် IV အခုစားမှအကုန်လုံးကကယ်လိုရီ800ပေါ့ပါဆိုတော့အများကြီးစားပါမယ်ထမင်းထည့်ပါမယ်ရှင်ဟိုတူနာငါထည့်ပါမယ်ရှင်တူနာငါကိုဒီလိုမျိုးရေမာစင်ရတဲ့ဟာပဲဝယ်ပေါ့နော်မဒီလိုမျိုးရေးတာပါတယ်ရေမာစင်တဲ့ဟာပဲဝယ်ပါစီမာစင်တဲ့ဟာဆိုကယ်လိုရီအရင်များတယ်နော်အဲဆို IV တော့ကယ်လိုရီများမစားဘူးဒီကတပူးမှာကယ်လိုရီ60ပဲရှိတယ်โอ้ဆိုဒီအရေးလေးတွေကိုလွတ်ပြမယ်ဆိုဘယ်လိုလုပ်မဆိုမတရမျိုးလေးဒီအဖုံးလေးနဲ့ပဲတရုံလေးပဲဖိပြီးအရေးလေးမှာစစ်ထုတ်လိုက်စကားနဲ့စစ်နေမယ်ဆိုလို့ရှိရင်ကြတော့စကားတစ်ခေါက်ဆက်စီးနေရမှာပြင်းနေရပါပြီရှင်တကယ်တော့ဒီတူနာကလေ IV ကြောင်ကိုကျွေးမလို့ပေါ့နော် IV ရုပ်ကုံတော်မှာလေကိုကြောင်လေး2ကောင်ကြောင်နဲ့အရန်ချစ်စရာကောင်းအဲ့ဒါကြောင်ကျွေးမှုဆိုပြီးဝယ်တာကြောင်ကအခုဘယ်ရောက်သွားလဲမသိရှာမတွေးတော့အရန်ချစ်စရာကောင်းတယ်လုံးဝဖတ်တီးပုတ်လေးIV ရဲ့သားကြီးနဲ့အိတ်ထဲကြောင်တကောင်ဆိုလို့ရှိရင်လေ IV ရဲ့သားကြီးနဲ့တူတယ်မနက်ပြောရင်ကြောင်မျိုးကောင်းလို့တုံးတာတော့မကြိုက်ဘူးသားသမီးလိုပဲသဘောထားဆိုတော့လေအမေလည်းအဲ့လိုမျိုးကြီးကောင်းမဟုတ်ပါတခြားတော့လို့ရှိရင်လည်းသူများရဲ့အမြင်ကတ်တယ်ဟုတ်တော့ပါဒရိတ်ဆန်နေတော့ချစ်ပြီးမှတက်လို့လည်းမစားနိုင်ခုဒီအသားကမစွန်းတော့လားဖူးချိန်ပါပဲအများကြီးတွေ့နေတယ်ပြန်ကဲကင်ချီထည့်ပါမယ်ရှင်အားလုံးတရင်ကောက်တစ်ခုပြောပြရရှိပါတယ် IV ကိုလေ TikTok မှာဒီထားရနာမည်ကြီးမင်းသားတယောက်ကလာ follow လုပ်ပဲပေါ့နော်ဆို IV ကသူ့ကိုကြိုက်လို့ follow တာကြာပြီပေါ့နော်သူက IV ကိုလာ follow တာ IV အရင်ပြော့နေရဘယ်လိုလုပ်ရမလဲမသိဘူးပြော့လုံးနေရအဲ့တော့မှသူနှစ်ခု friend ဖြစ်နေတာပေါ့နော်ဆိုတော့ IV အရင်ပြော့နေပါတယ်လို့ဘယ်လိုပြောရမလဲကိုကြိုက်တဲ့မင်းသားကိုလာ follow ရဆိုတော့ပြောတာပေါ့နော်ပြောနေရတရက်သူ IV follow ထားရဆိုရင်တပတ်10ရက်လောက်ရှိပြီပေါ့နော်ဘယ်လိုလုပ်ပြီး IV ရဲ့ဗီဒီယိုတွေကသူတို့စီမှာတက်တာလားမသိဘူးပေါ့နော် IV ရဲ့ဗီဒီယိုကြည့်ရတဲ့သူတွေအကုန်လုံးကမြန်မာတွေပဲဒါပေမဲ့ထိုင်းနေစီမှာလည်းတက်တာနဲ့တူတယ် IV ကထိုင်းမှာနေရဆိုတော့လေIV ကိုအဲ့လို follow ဖို့ဆိုလို့ရှိရင်အဲ့ဒါသူတို့ဒီထိုင်းရဲ့ TikTok page မှာ IV ရဲ့ဗီဒီယိုတက်မှရမှာလေနော်IV အရင်ပြောနေရပါမတင်ရဘူးပေါ့နော်အဲ့လိုမျိုးကိုကြိုက်တဲ့မင်းသားကိုလာ follow မယ်ဆိုတာလေဒါပေမဲ့IV သူ follow တာအရင်ကြပြီပေါ့ IV သူပြန် follow တာ10ရက်လောက်ရှိပြီပေါ့နော်အစားကတော့ငါ့ကိုများမှားပြီးတော့များထိမိသွားတာနှိမ့်မိသွားအဲ့လိုထင်တာပေါ့နော်တကယ်တော့မဟုတ်ဘူးပေါ့နော်အဲ့ဆို follow တာ IV follow တာလည်း10ရက်လောက်ရှိပြီပြီးတော့မင်းသားကလည်းအခုဒီသူတခြားတယောက်ကိုထပ် follow ရလဲတွေ့ရပေါ့နော် oh my god IV သူကောင်းဝင်ကြည့်နေမိရပေါ့နော်ဆိုတော့ following သူတယောက်တက်သွားတွေ့ရပါတယ်ဟုတ်အဲ့ဆိုသူတကယ်ငါ့ကို follow တာပေါ့နော်ဘာလို့ follow ရလဲမသိဘူးလေကြကြပါဦးအပြောလုံးအဲ့ဒါလေ IV ကဘာသွားပြောရမလဲမသိဘူးကျေးဇူးတင်အောင်ပြောရမလားဒါမှမဟုတ်မသိဘာပြောမှမသိ IV ဒီတိုင်းပဲထားတာပေါ့နော်အဲ့မင်းသားရန်နာမည်ကြီးပါတယ်လို့ထိုင်းမှာမြန်မာနိုင်ငံမှာလည်းတော်တော်နာမည်ကြီးပါတယ်မြန်မာနိုင်ငံမှာလို့ fan page တွေတွေ့ရပေါ့နော်ထူးဆန်းတယ်နော်အဲ့နော်ဒါပေမဲ့ IV content တွေကမြန်မာလိုကြီးပဲတောက်လျှောက်ပြောနေတာဆိုတော့လေပြောလိုက်တာလို့ IV တဲ့အတန်းနေငယ်ပါတယ်အဲ့မင်းသားရန်ချစ်စရာကောင်းယုံသွားလိမ့်မယ်
အဲ့ဒါ IV တဲ့အရန်နေပျော်နေရလေပျော်လို့လေဘာပြောရမလဲမသိဘူးမင်းသားကိုကျေးဇူးတင်ကြောင်းပြောရမှာဒါပေမဲ့လေ IV တက်ပြတ်လို့ရှိရင်လည်းအနောက်ဆက်ဖြစ်တော့မှလည်းစိုးရင်တာပေါ့နော်ချစ်စရာတွေအမြင်သားလေးအတက်က20ခွန်ပေါ့နော် IV အသက်20ခွန် IV နဲ့နေငယ်ပါရန်ချောကိုရီးယားငရုံနေပေါ့နော်တယောက်တည်းပျော်နေတာအုံမဆိုလို့ရှိရင်ကြောက်ထမင်းတော့ဒီအနှစ်နဲ့ပဲတုတ်တာပေါ့နော်ကိုချူချမ်းပေါ့နော် IV ကဒီ 2H အနှစ်လေးပါထည့်တုတ်မယ်ဆက်ဆက်လေးစားနေတယ်ဆိုတဲ့တိုင်းနဲ့ထည့်အိုးဝါရတယ်တော့အများကြီးထည့်နေကယ်လိုရီများမယ်ပေါ့နော်ဆိုတော့အနှစ်ကိုကယ်လိုရီ100လောက်ပဲထားလိုက်ပါကယ်လိုရီ800အိုးဆယ်အမလေးတယောက်တည်းတွေပြောစစ်စရာတွေအိမ်မင်းသားက IV အများကြီးတော့ကြည့်ဘူးတယ်ပေါ့နော်နာမည်ကြီးရဲ့သူ့ကားတွေရတယ်တော်တော်နာမည်ကြီးတယ်ပေါ့နော်ထိုင်းမှာဆိုတာမဆိုအရန်ပျော်နေရမလို့လဲပေါ့နော်နောက်မှနေရအရန်ထိုးလာတော့လေ IV အဲ့ဒါဒီအဲကန်နဲ့ပဲကြောင်းစားတော့မယ်ပေါ့နော်ဆိုတော့နေပြီးပါပြီရှင်ကြည့် share ပဲ IV စီမပါပဲကြော်ရတယ်ကြော်ပါဒီနေ့နဲ့တွက်စားပါမယ်ဒီထုံမှာကယ်လိုရီ25ပဲရှိပါတယ်โอ้အေးမွေးညာပဲကဲစားမယ်ကိုရီးယားထမင်းတော့ဒါနဲ့ကြိုက်လာတယ်အားဖြင့်ကိုကြိုက်ဖို့လိုတယ်ဒီကစားကြပါအောင်ရှင်မိုက်ဆက်ပါကောင်းလားနည်းနည်းထပ်မယ်စက်သေးလာတယ်စားကြတယ်အိုးကဲလို့ရှိရတော့ကြော်ရပါပြီဒါဆိုတော့စက်ထပ်ဆိုတယောက်တည်းပျော်နေရ IV ရလေးဒီလိုက်ရဲ့မတင်တော့ဘူးလေနော်အဲ့လိုမျိုးကိုကြိုက်တဲ့မင်းသားကိုလာဖို့လို့ပဲတော့ပြီးမြန်မာလည်းမဟုတ်ကွယ်ထိုင်းမင်းသားဆိုတော့လေအဲ့တော့ဘာလို့လာ follow ရလဲမသိဘူးပေါ့နော် IV ရဲ့ contact တွေကိုစိတ်ဝင်စားလို့ပေါ့နော်တေချာပေါက်ပဲပေါ့ဆိုတော့ကျေးဇူးတင်ပါတယ်လေတော့ကြောက်ပါလေစားပဲတယောက်တည်းအသေးပြောမင်းသားလေးကတကယ်ချောပြီးတော့သူ့ရဲ့ following list ကလည်းလေ100ကျော်ပဲရှိရ100ကျော်ရဲ့မှာကိုပါတယ်ဆိုတော့ပြောနေရအဲကြောင့်ဘာလို့ပြောနေရလဲမသိဘူး Oh my god အမလေးရမ်းနေပြောနေရဒုက္ခပါပဲအော်ရင်းကြီးစားဖို့တော့မေ့နေပြီအပြောလုံးကြီးရောကဲโอ้စားကြပါလို့ရှင်စပါတီနဲ့တော်တော်ကောင်းလို့စားကြည့်ကိုတူချမ်းနဲ့စားရတာလေခါကြတော့ရိုးလာဟောနှစ်မျိုးကျော်လိုက်တာပြီးရောအမလေးရှယ်
ယောက်တည်းပြောနေတဲ့သူတယောက်不是西米亚肉，给咋吧 ？Oh my god！ 看着那么收高呢。下来。စားတာတော့ညောင်းပါပဲအကြပါမရှင်းမိုးရအများကြီးထည့်ရပြီ။အိုး။အိုး။ကျဦးလေးဒီနေ့တွေထပ်စားပါမယ်ဒီနေ့ပုံသွားလို့ကယ်လိုရီ800တော့မဟုတ်တော့เนาะ800နေမှာ1000လောက်ဖြစ်သွားပါပြီဟိုကမလောက်ဒီကမလောက်ဒီနေ့ပုံကောင်းကြော်တာဆိုကယ်လိုလည်းများအော်ဒီမှာကြောက်ဦးပဲဝါကြောက်ငယ်တော့ဆိုကြတော့မုတ်တွေစားမယ်ဆိုလို့ချင်းဈေးနှုန်းလိုက်ကြည့်ရဈေးကြည့်ရဆိုမစားအောင်ခုကျတော့ကယ်လိုရီလိုက်ကြည့်ရကယ်လိုရီများဆိုမစားရဘူးအမှန်တကယ်လိုရီများတတ်နိုင်တော့
ဒီနေ့လေးပဲချက်တော့ရပေါ့နော်ဒါလေးတက်ချက်လိုက်မယ်တယ်လို့ချောက်ပေါ့နော်ဆိုတော့ IB ဒါကတော့နေ့လက်စားတာပေါ့နော်ဒီနေ့မနက်စာမစားတာဘူးမနက်စာဆိုတာဒီနေ့ထတာဟိုက7နာရီမှအိယာထားတော်စားအောင်ကြောညာမှုပါဘူးเนาะအဲ့ဒီကြောညာလက်မခံသေးပါဘူးခုချင်းလေးကိုကလည်းကိုတရက်တည်းကိုစီးပွားရေးကိုမနိုင်အောင်ဖြစ်နေတာပေါ့เนาะအဲ့ကြောင့်ကြောညာကိုအခုချင်းဒီကိုလက်မခံသေးပါဘူးရှင် IB vlogger ဆောက်လုပ်တဲ့ကနေအခုချင်းဒီကြောညာလက်မခံသေးပါဘူးလာအပ်တဲ့သူတွေကအများကြီးပါပဲဒါကဒီတိုင်းပဲအိမ်မှာရှိတဲ့ဟာစားတာပေါ့နော်